ဖူးရဲ့အမြင်ကကြတော့ဒီအားလုံးခြုံပြောရမယ်ဆိုလို့ရှိရင်တော့ဒီလုံးဝမမြင်ရတော့မဟုတ်ဘူးဖူးသိတယ်အလင်းတွေအမောင်တွေသိတယ်လင်းတွေလားမောင်တွေလားသိတယ်လူအရိပ်တွေဆိုလို့ရှိရင်အလင်းရောင် background ကောင်းကောင်းအားကောင်းနေတဲ့အချိန်မှာဆိုလို့ရှိရင်ဖူးလူရဲ့အရိပ်တွေကိုမြင်ရတယ်ဒါပေမဲ့အမျိုးသားအမျိုးသမီးခွဲလို့မရဘူးမျက်နှာတွေလည်းမမြင်ရဘူးပေါ့နော်ဆိုတော့ကိုနဲ့လက်တကန်းလောက်ရောက်လာတဲ့အချိန်ကြာကမှဒီလူကအရက်ပူလားအရက်ရှည်လားပိန်လားဝလားသိရပေါ့နည်းနည်းခက်လက်2လမ်းလောက်အဲ့လိုမျိုးကိုနဲ့3-4လမ်းလောက်ခြားသွားပြီဆိုရင်အရိပ်ဆိုတာလောက်ပဲသိရတယ်ဥမာသူကငြိမ်နေလိုက်ပြီဆိုရင်ပစ္စည်းလားလူလားမကွဲပြားတော့ဘူးပေါ့နော်အဲ့လိုမြင်တော့မြင်နေရဒါပေမဲ့အရာဝတ္ထုတွေကိုဘာတွေမှန်းဘိုးမသိဘူးပေါ့ဟုတ်ဖူးရဲ့အများရောကကြတော့မွေးရပါလို့ပြောရမှာပေါ့နော်ဒီ retinitis pigmentosa အတူကောက် RP လို့ခေါ်တယ်သူကကြတော့ဒီအရှိကမျက်ကြည့်လွှာတွေဘာတွေကကောင်းနေတယ်ဒီနောက်ပိုင်းပေါ့နော်မျက်လုံးရဲ့နောက်ပိုင်းမှာရှိတဲ့ retina ပေါ့ပုံရိပ်ခံတဲ့အလွှာမှာပျက်စီးနေတဲ့သဘောပေါ့နော်ပုံရိပ်ခံတဲ့အလွှာပျက်စီးနေတဲ့အတွက်ဒီဖမ်းလာတဲ့ပုံရိပ်တွေကိုသူကပုံရိပ်အရှိကအကောင်းဖမ်းလိုက်ပေမဲ့ဒီ retina ကိုရောက်တဲ့အခါမှာပုံရိပ်တွေကပျက်စီးသွားတဲ့ပုံရိပ်တွေဖြစ်သွားတယ်ပေါ့နော်အဲ့လိုဒီယောဂါကတော့အဲ့ဒီလိုမျိုးအနေထားပါစပြီးတော့ဖြစ်တာကတော့မွေးရပါလို့ဆရာဝန်တွေကတော့သုံးသပ်တယ်ပြီးတော့ကြတော့ဒီတစ်နှစ်လောက်ပေါ့နော်လမ်းစာလျှောက်တတ်တဲ့အရွယ်မှာစပြီးတော့အိမ်ကမေမေတို့ကသတိထားမိတာပါဒီအကြောင်းအရာလေးကိုခုအရင်မပြောခင်မှာအားလုံးကိုမေးစရာမေးဖို့တစ်ခုရှိတယ် Export file dialog X settings roles tab settings tab selected settings for minute export video and audio format H 264 video codec pop up menu 18 items uncompressed 8 check mark Apple Progress 422 proxy 8 seconds go to channel Nyan Lin on unlock your future 5 and Marie 2002 lyrics 3 minutes space down send button voice message screen နဲ့ကြတော့ဘူးဒီကြည့်ရတဲ့အခါမှာလိုမျိုးမျက်နှာနဲ့ထိလို့နေပါပေါ့နော်အဲ့လိုမျိုးကတ်ကြည့်ရဲအဲ့ဒီချိန်မှာဒီဖုန်းဆိုလို့ရှိရင်လည်းပဲဖုန်းကအထက်ကအလင်းအောင်မြင်ရတယ်ပုံရိပ်လေးတွေရွေ့နေတာကိုသိရဲဒါပေမဲ့ဘာတွေမှမသိဘူးစာတွေမမြင်ရဘူးအဲ့ဒါကြောင့်ဖူးအမြင်အောင်လဲဆိုလို့ရှိရင် screen reader မပါဘဲနဲ့လုံးဝသုံးလို့မရတဲ့အနေထားပေါ့ screen reader ပါမှပဲဒီຢာတွေကဘာတွေလဲဆိုတာသိတယ်အဲ့လိုပုံလေးတွေရွေ့နေတာသိတယ်ကိုရွှေ့လိုက်လို့ရှိရင်ရွေ့သွားတာမျိုးသိတယ်ဒါပေမဲ့အထက်ကဘာတွေလဲဆိုတာမတွေ့ရဘူးပေါ့ဒီ main clip ဟာပြီးခဲ့တဲ့နှစ်လောက်ခရဲက YouTube နဲ့ Facebook channel တွေကိုစတင်ခဲ့ပြီးဗီဒီယိုပေါင်းများစွာဖန်တီးခဲ့သလိုသူဖန်တီးတဲ့ဗီဒီယိုချို့က YouTube view အရေအတွက်မြောက်များစွာရရှိထားပါတယ်စိတ်ကနေအခြေခံပြီးဖြစ်လာတယ်လို့ဖူးထင်တယ်အဲ့ဒါကြောင့်ဒီလှကျင်နေသူ့ရဲ့ YouTube က subscriber 6000ကျော်ရှိပါတယ်ဒီပမာဏဟာအောင်မြင်စပြုနေတဲ့ YouTube channel တစ်ခုလို့ဆိုနိုင်ပါတယ်YouTube channel လုပ်ဖို့ကလေ challenge ကအများကြီးရှိတယ်ဘာလို့ဆိုတော့အဓိက YouTube က video platform ဖြစ်နေတဲ့အတွက်ဖူးတို့အများအောင်မတန်ဆွမ်းမှုနဲ့ video နဲ့ကြတော့ဆက်ဖို့နည်းနည်းခက်တယ်အဲ့မှာဖူးအရင်ဆုံးဘာလုပ်ရလဲဆိုတော့ဗီဒီယိုဘယ်လိုရလဲပေါ့နော်ကိုကဒီဘက်ခေတ်မှာလူတိုင်းဖုန်းကင်နေကြတာဆိုတော့ဖုန်းမှာတော့ကင်မရာရှိရဲဒါပေမဲ့ဖုန်းထောင်ပြီးတော့ရိုက်လိုက်ရုံနဲ့ဗီဒီယိုတစ်ခုဖြစ်မသွားဘူးပေါ့နော်အဲ့တော့အရင်ဆုံးဘာတွေဘယ်လိုရမလဲပြီးတော့conversation ဘယ်လိုထားရလဲဆိုတဲ့ဟာတွေကိုခု YouTube ကနေပဲလိုက်ပြီးတော့လေ့လာဖြစ်တယ်ဆိုတော့ဘာလဲပေါ့နော်lighting ဆိုတာဘယ်လိုလဲပေါ့ကိုယ့်ရဲ့အမြင်အရုံနဲ့ကတော့ perfect ဖြစ်အောင်တော့လုံနိုင်ချင်မှလုံနိုင်မယ်ပေါ့နော်ဒါပေမဲ့ကိုလုံနိုင်တဲ့အင်အားနဲ့အတက်နိုင်ဆုံးလုံမယ်ဆိုပြီးတော့အဲဒီဗီဒီယိုနဲ့ပတ်သက်တဲ့ဘယ်လိုရရတယ်ဆိုတဲ့ဟာလေးတွေကိုလိုက်ပြီးတော့လေ့လာဖြစ်တယ်WP channel and page copy. About timer. Standard link about window. Key magic. Preview attachment. I don't want to miss you. Preview attachment. I don't want to miss you. Color grading.ဝေဖူးတန့်စင်ဟာဒီလို vlogger တယောက်မလုပ်ခင်ကမြန်မာနိုင်ငံမှာတန်ဆွမ်းသူများရှေ့ဆောင်အဖွဲ့မှာရေဒီယိုတင်ဆက်သူအနေနဲ့ရော producer အဖြစ်ပါတာဝန်ယူခဲ့ဘူးသူဖြစ်ပါတယ်။ဒါအပြင်သူကအဆိုတော်တယောက်ဆိုရင်လည်းဟုတ်ပါတယ်။ဟုတ်တယ်လိုက်ပါပဲချက်ဖန်နေရပါဟုတ်ကဲ့ ဒ
လောကပေါ့နော်အနုပညာလောကဆိုတာဖူးတို့ဒီအိမ်ရလူကြီးတွေသတ်မှတ်ထားတာရှုပ်ထွေးရပေါ့အဲ့တော့ဖူးကအများတန်ဆွမ်းတဲ့သူမဟုတ်ဘဲနဲ့မြင်ရတယ်လို့မဟုတ်ဘဲနဲ့ဒီလောကတွေကိုမဝင်စေချင်ဘူးဆိုတော့အဲ့ဒီခွေအတွက်ကိုဖူးကိုယ်တိုင်ကို struggle လုပ်ရတယ်ဝန်ထမ်းလုပ်တယ်ပတ်စံစုတယ်ခွေလုပ်တယ်အဲ့ဒါကြောင့်6နှစ်ခွဲလောက်ကြာသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာတကယ်ကို struggle လုပ်ရတယ်အဲ့တော့နောက်ဆုံးဘယ်လိုမျိုးတွေတွေးမိလဲဆိုတော့ငါဒီခွေမလုံနိုင်တော့ဘူးငါလွှတ်ချလိုက်တော့မယ်ပေါ့အဲ့လိုမျိုးတွေအထိတွေးခဲ့ဘူးတယ်ငါဆက်ပြီးတော့ငါလုံနိုင်မှာမဟုတ်တော့ဘူးအစင်မပြေတော့ဘူးဆိုတော့အနေထားမျိုးတွေပေါ့ဒါပေမဲ့အမြဲတမ်းဘာပြန်ပြီးတော့ကိုခွန်အားပေးခဲ့လဲဆိုတော့အရင်တော့တချို့အတိုင်းဝိုင်းနေရဲ့အမြင်ပေါ့နော်ဆိုတော့သူတို့တွေကကိုအများမတန်ဆွမ်းလို့ဘာမှမဖြစ်လာနိုင်ဘူးဆိုတော့အမြင်မျိုးနဲ့အိမ်မှာပဲနေစေချင်တယ်ဆိုတော့အမြင်မျိုးလေးရှိတယ်ဆိုတော့အဲ့ဒီဟာတွေကိုခွန်အားပြန်ယူတယ်ဖို့ဖိထားတဲ့အရာတွေကိုပြန်ပြီးတော့တွန်းကန်ခြင်းနဲ့ကိုကအဲ့လိုမျိုးမဟုတ်ဘူးအသုံးမဝင်တဲ့သူတယောက်မဟုတ်ဘူးဆိုတာကိုပြခြင်းနဲ့စိတ်ပေါ့နော်အဲ့ဒီစိတ်ကတော့အမြဲတမ်းဖို့ခွန်အားပေးနေခဲ့တဲ့စိတ်ဖြစ်ပါတယ်ဟုတ် โอเค နောက်ဆုံးလည်းဖူးအတွက်ကchallenge တစ်ခုရှိနေတာပါလဲဆိုတော့ဒီဖူးရဲ့အမြာယုံကဒီ retinitis pigmentosa ဆိုတဲ့ယောဂါကဒါတဖြည်းဖြည်းနဲ့အမြာယုံဆုံးရှုံးသွားမဲ့ယောဂါမျိုးပေါ့နော်ဆိုတော့ဘယ်အချိန်မှာ vision စပြီးတော့ကျလဲဆိုလို့ရှိရင်အသက်ဒီ30ကျော်35နှစ်ဝန်းကျင်ရနေပြီးမှတဖြည်းဖြည်းနဲ့မှဆုတ်ယုတ်ပြီးတော့ဖြစ်သွားမယ့်အနေအထားမျိုးပေါ့အဲ့တော့နောက်ဆက်နေကြရင်ဆိုလို့ရှိရင်ဖူးအခုမပြောနိုင်တာဖူးကအခုဆို screen time အရန်များတယ်ဆိုတော့ဒီ video edit တွေလုပ်တယ်ဒီ YouTube အတွက်လုပ်နေရတဲ့အတွက်ဆိုတော့ကိုမှန်းထားတဲ့အချိန်အတွက်လည်းပဲ vision ကစောပြီးတော့ loss ဖြစ်သွားနိုင်တယ်ဆိုတော့အဲ့ဒီနောက်10နှစ်ဆိုတဲ့အချိန်ကတကယ်ဖူးအတွက် challenge ပေါ့အဲ့တော့အခုချိန်ထဲကနေဖူးအများကြီးစိတ်ကိုလည်းပြင်ဆင်ထားတယ်ဒါကိုတစ်ချိန်ကျရင်ကြုံရမယ့်အရာဖြစ်တဲ့အတွက်အဲ့ဒီအချိန်မှာတော့ဘာဖြစ်ချင်နေလဲဆိုလို့ရှိရင်ဖူးအခုလုပ်နေတဲ့အလုပ်တွေကိုပဲဖူးဆက်လုပ်မယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကိုယ်တိုင်ဝင်မလုပ်နိုင်တော့ရင်တော့မှ manage လုပ်နိုင်တဲ့အနေအထားတစ်ခုပေါ့နော်အဲ့ဒီအနေအထားတစ်ခုတော့ရအောင်လို့ဖူးရှောက်နေပါဟုတ်